ပြောပြမယ်ဆိုပါလေဆိုကျမရဲ့ခြေထောက်ကရောင်းနေကိုကလည်းမသိဘူးဒါကတော့ဘောနော်ကျမရဲ့လက်တွေမှာကြည့်တယ်မှာဆိုလက်တွေမှာဘာမှချစ်မလို့ကျမကိုကျမမသိအဲ့ကျမခြေထောက်ကဘာရှာထားလဲကျမလည်းမသိတော့ဆက်နေမဟုတ်ဘူးနော်ငါခြေထောက်ကမဟုတ်ဘူးနားကြည့်တော့ကျမခြေထောက်ကြီးရောင်းနေတာဖြစ်ပေါ့အဲ့ကျမစဉ်းစားဟာငါခြေထောက်ဘာကြောင့်ရောင်းနေရလဲဆိုကျမကိုကျမစဉ်းစားတယ်ဘာလို့ငါခြေထောက်ကရောင်းနေတာဘာကြောင့်လဲဘာအတွက်ကြောင့်ငါခြေထောက်ကရောင်းနေငါဘာမှလည်းမလုပ်ပဲနဲ့ကွာအဲ့ရောင်းရလဲအမေတပြောလဲအမေကိုစိတ်ဆူတယ်ဘာလို့လဲဆိုတော့တနေ့ကုန်ကားတယ်မကားနဲ့လို့ပြောလဲကားတယ်နေအဲ့ဒါပဲကိုတို့ခေါင်းနေကိုပါကိုရှာတယ်အမေစိတ်ဆိုးပြန်ရောအဲ့ဒါကျမမပြီးသေးဘူးမပြီးသေးတယ်ဆိုကျမဟဲ့ငကတစ်ဖက်ကပြုတ်ကြတော့လဲငကပြုတ်ကြရတဲ့အကြောင်းရင်းကလေကျမအကြောင်းပဲကျမလည်းမသိဘူးပြုတ်ကြမှလည်းကျမမသိသူများပြောမှာကိုကသိတယ်ပြီးတော့အမေကသိတော့အမေကဆူရဲနေကအမြဲတမ်းကနေတော့ပျောက်မှာပေါ့ပြောချင်တော့ပါကျမဘာမှမပြောချင်တော့တော်သေးတယ်ဒီနေ့ကတစ်ဖက်လေကျမရဲ့အိမ်ရမှာပြန်တွေ့လို့မတွေ့ဘူးဆိုရင်အမေကကျမကိုကတော့မကခိုင်းတော့သူကလေကျမကအကြောင်းပဲပြောနေကျမကအကြောင်းအပြစ်တွေအကုန်လုံးဖြစ်နေရတာပေါ့နော်